Hi guys, welcome back to my new vlog. This is Orchid Mary ပါဒီတစ်ခါ vlog လေးထဲမှာတော့ Orchid နဲ့ Orchid တငယ်ချင်းတွေ Orchid တို့အလုပ်ကအမကြီးတယောက်ကကောနော်ကန်လင်းလောက်တော့ထိခဲ့သွားလို့ဆိုပဲအိမ်မကြီးစီမှာသွားပြီးသတင်းသွားမေးနေအပြန်ကမှာကန်တော်ကြီးနာက Lake Hub Cafe and Restaurant ဆိုင်လေးကိုသွားထားတဲ့ vlog လေးပဲဖြစ်ပါတယ်ဒါကတော့ရုံကအမအတွက်ဝင်လာတဲ့မုံထုတ်တင်နဲ့တခြားလိုအပ်တဲ့ပစ္စည်းဖြစ်ပါတယ်အိမ်မအိမ်ကခုမှသွားဖို့ရဆိုတော့ Orchid တို့မှလေးလမ်းနေပြောက်နေခဲ့ပါတယ်ဒီခေလေးပဲရောက်လာတယ်အဲ့ဒါတန်းနေမဲ့တော့နောက်ဆုံးမှာတော့အိမ်မတို့အိမ်ကတယောက်က Orchid တို့ရှိတဲ့နေရာစီကိုလာခေါ်ခဲ့ရပါတယ်ဒါကတော့ Orchid တို့တငယ်ချင်းတွေနဲ့ Orchid တို့အိမ်မနဲ့တူတူတိုက်ထားတဲ့ပုံလေးဖြစ်ပါတယ်ဒါကတော့ Orchid တို့အိမ်မစီသတင်းသွားမိပြီးတော့အိမ်မ Orchid တို့ကိုလမ်းထိပ်ထိလိုက်ပို့ခဲ့ပြီးတော့အဲ့ကနေအပြန်မှာ Lake Hub Cafe and Restaurant ကိုဝင်ခဲ့ပါတယ်ဒီဆိုင်လေးကိုပြည်ချင်းမဖောင်တော်ကြီးလို့ခေါ်ကြပြီးတော့ကန်တော်ကြီးနောက်ဖက်ခြမ်းမှာတည်ရှိပါတယ်ဒီဆိုင်လေးကနေရာလေးအရန်ချေသလိုပေါ့နော်ထိုင်စရာနေရာတွေလည်းအများကြီးရှိတယ်ဒီအိတ်ကုန်းခန်းထဲမှာလည်းထိုင်လို့ရသလိုအပေါ်ဆုံးထက်လင်းချင်းခံပြီးတော့လည်းထိုင်လို့ရတယ်နောက်ပြီးတော့ဒီဖောင်တော်ကြီးအတွင်းထဲမှာလည်းထိုင်လို့ရပါတယ်ဖြစ်စင်တော့အိတ်နေရာအိတ်ဖောင်တော်အတွင်းထဲမှာစီဝေးလုပ်နေတဲ့သူတွေရှိလို့ဆိုပြီးအိတ်ဖောင်တော်ကြီးအတွင်းထဲမှာတော့Orchidတော့မထိုင်ခဲ့လိုက်ရပါဘူးအဲ့ဒါနဲ့ပဲအပေါ်တက်မှာလင်းချင်းခံပြီးထိုင်မယ်ဆိုပြီးတော့ပေါ်တက်ကိုသွားလိုက်ရကနေပြီးတော့အားလုံးမြင်တဲ့တိုင်အိတ်နေရာလေးအရန်တိုက်နေတော့အပေါ်တက်မှာထိုင်မယ်ဆိုတဲ့ဥစ္စာကိုလည်းရှော့ခဲ့လိုက်ရပါတယ်ဒါကတော့အပေါ်ကနေမြင်ရတဲ့မြင်ကွင်းလေးဖြစ်ပါတယ်လုံးဝကိုကန်းချီဘက်ကိုရောက်သွားတယ်လို့ခန်းစားရတယ်ပေါ့နော်အဲ့ဒါနဲ့ပဲ Orchid တို့အိတ်ကွန်ခန်းထဲမှာပဲထိုင်မယ်ဆိုပြီးတော့အိတ်ကွန်ခန်းထဲမှာပဲထိုင်ပြခဲ့ပါတယ်အဲ့ခန်းထဲကနေဆိုရင်တော့ဒီပြည်ကြီးဖောင်တော်ရုံမြင်ရတယ်ပေါ့နော်ပြောအိတ်ချိန်တုန်းကနေ့လည်စားချိန်ဖြစ်တဲ့အတွက်ပေါ့နော်လူလည်းနည်းနည်းများတယ်လို့ပြောရမယ်အဲ့နဲ့ပဲ Orchid တို့တကယ်ချင်းနေပါစားရမလဲဆိုပြီးတော့မီနူးကြည့်ပြီးတော့မှာခဲ့ပါတယ်အဲ့ဒါပြီးတော့မီနူးတွေမှာပြီးတော့ Orchid တို့တကယ်ချင်းနေတော့ရိုက်မယ်ဆိုပြီးတော့အပြင်ကိုထွက်ပြီးရိုက်ခဲ့ပါတယ်အဲ့နဲ့လေရန်တိုက်တာဆိုတော့လေပုံလှလှလေးတွေတိတ်မရခဲ့ဘူးပေါ့နော်ဒါပေမဲ့ရာတီဦးတို့ကဘယ်လိုပြောမလဲဗီဒီယိုရိုက်တဲ့ခါမှာတော့အရန်လှရလို့ပြောရမယ်အရန်လင်းချင်းခံလို့လည်းကောင်းတယ်လို့လုံးဝပင်လယ်ကမ်းခြေလုံးဝကိုရက်ပေါ်ရောက်သွားတယ်လို့ခံစားရတယ်ပေါ့နော်အဲ့ပြီးတော့Orchidတို့မှာထားတာရောက်လာပြီဆိုတော့Orchidတို့ရဲ့မွန်စားချိန်ရောက်လာပါပြီသူ့ဆိုင်လေးကဈေးလေးကတော့နည်းနည်းများတယ်ဆိုပေမဲ့ပစွန်တန်ပူတာလေးနဲ့Orchidတောက်တဲ့လီမွန်တီးလေးကတော့မဆိုးလို့ပြောရမယ်Orchidကတော့အမှုမကြိုက်တဲ့အတွက်အမှုကြော်တော့မစားခဲ့ပါဘူးဒါပေမဲ့တကယ်ချင်းနေပြောရတော့စားရတာမဆိုးလို့တော့ပြောပါတယ်ကဲဒီဗီဒီယိုလေးဆုံးဖြတ်ကြည့်ပေးကြတဲ့သူအားလုံးကျေးဇူးအများကြီးတင်ပါတယ် See you in my next video guys thank you for watching okay ရဲ့ YouTube channel Facebook page နဲ့ TikTok account လေးကိုလည်း follow လုပ်ဖို့မမေ့ကြနဲ့အောင်เนาะ bye bye ပါ